안녕하세요. 저이 비디오가 짜로 캔리셋시의 문화와 정보거너 또 바장별알의 소루시 한국의 조선업의 코리아의 디모디 사기로 해보죠. 코리아가 짜로 들어가래 디 베네네 티산이 나가 그래도 장물로 들어오시면 디모디 사기로 해수라가 예 도달을 해보노. 저 코리아는 가 디모디 사기로 해 부신로랑 뼈도야래. 다소니 리파지양. 한국은 코리아가 래 세계적으로 유명한 영화 그바론의 집이라고 세계적으로 제가 영화 그바 동화마 번호 유명한 남매질의 조자리 조선업 국가 중 리그바로마 디모티 사위 농양의 조자리နိုင်ငံတွေ ထဲက 중자가 이နိုင်ငံတွေ ထဲက 하나로 တစ်ခုဖြစ်ပြီးတော့ 코리아နိုင်ငံက 디 디모티 사위 농양의 그바로마 남매질의နိုင်ငံတွေ ထဲက တစ်ခုဖြစ်ပြီးတော့ 대형 선박 대형 선박수라가 자르디 지자 디모티 사위리 보노 농아 디모지 사로의 농이 미수라가 네 나비로 특수 선박수라가 자르 ပြောရရင် အထူး သင်္ဘောတွေ ပေါ့နော် ဥပမာ အဲ့ဒီ သင်္ဘောကို သုံးဖို့အတွက် တည်တံ့ ရည်ရွယ်ချက်ရှိတဲ့ သင်္ဘောမျိုးတွေ ဒီလို သင်္ဘောမျိုးတွေကို 건조하는데 တည်ဆောက်တဲ့ အခါမှာ 있어, 시야의 높은 기술력을 너와 니비냐 미인이고 높다가 니나 기술력 아닌 비나죠. 니비나 아닌 자리고 갖추고 있습니다. 발상 다 말이 코리아가 솔루션이 디 데모디 사위론 그 바보마 남매지의 데모디 사위론နိုင်ငံတွေ 걔가နိုင်ငံတစ်ခုဖြစ်ပြီးတော့သူစီမှာဆိုရင်ဒီတင်မောကြီးတိဆောက်တာတွေနောက်ပြီးတဲ့ခါကြလို့ရှိရင်ဒီလုံးကပေါ့နော်တည်တံ့ရည်ရွယ်ချက်ရှိတဲ့အဲ့ဒီတင်မောကိုသုံးဖို့အတွက်တည်တံ့ရည်ရွယ်ချက်ရှိတဲ့တင်မောမျိုးတွေပေါ့နော်အထူးတင်မောတွေကိုတိဆောက်တဲ့အခါမှာရှိရမယ်လိုအပ်တဲ့ဤပညာမြင့်တွေကိုလည်းသူကပိုင်ဆိုင်ထားပါတယ်တဲ့ 한국의 조선업은 코리아의 데모디사위 농가로 1970년대에 탕고야 코나세 코네라우가니 사비로 에이라우가니 사비로 정부 주도자가 아소야의 우상무 이 아소야의 우상무의 핵심 산업으로 아소야의 우상무의 사비로 로케리 어디가 사무농가 어디가 사무농가 안디네 시작되어 쌓게비로 세계적인 경제력을 이 영화 그바 안에 신라의 지바의 신변에서 갖추고 있습니다. 발상 다 말해 변이 그바 롱네랑 신루야의 아침이 요시래 보너 시만 그리고 한국에는 현대 전공업 이 코리아 마술루시인의 현대 전공업수라가 자리 현대수라가 안내미 번호 현대로 거래 전공업 사무농가지 루시인 삼성다 알론띠비다 삼성 사무농가지 나블루시인 대우 조선해양 대우로 거래 조선해양수라가 자로 또 아래 데모티 사위네 나블루시인 marine engineering လောက်တာမျိုး ပေါ့နော် ဒီလိုလုံးတွေ 등 쌀이 다 농가지류고 농가지류고ပြောရတဲ့မှာ 현대로 삼성도 대우도 다리가 농가지리 번호 딜로 농가리 등과 같은 딜로 농가리로 세계적인 조선업체 농업 그바 안에 아마 내매진이래 선물 농가리 번호 딜로 농가မျိုး이 있는데 12도래 이들 업체는 딜로 농가리 12도 이들 업체는 제가 디 컴퍼니 농가리가 전 세계 농업 그바 안에 아마 대형 선박 건조 분야에서 대형자가 찜하더 선박 건조 분야자가 자리 찜하의 땡버디 사위 농엔 분야가 레벨번호 디 농엔이 가서 보시면 고리아마 시자리 디 고리아마 시의 디 농엔이 가서 보시면 뼈야이 디 땡버디 사위 농엔만 농아 남매지의 컴퍼니디 남매지의 데세이디 번호 아니 레벨마 소리네 디나메리가 높은 시장 점유율을 농아 니마의 시장 점유율자가 자로 이 세관 레벨고 번호 차지하고 있습니다. 야유타바이래. 거기 소소신 다가 요다라가 이 데모티 사위 농면 코리아의 데모티 사위 농가 그 바보마 블라우치니야 야타레 소리의 장고 표현하라. 저ပထမ 장가 코리아가 데모티 사위 내매지의 데모티 사위 농의နိုင်ငံတွေက တစ်ခုဖြစ်တဲ့ သူစီမှာ 디 데모지를 사로의 가만 로아데 이ပညာ ကောင်းတွေ ရှိတယ် သူတို့က 디 데모티 사위 농ကို 1980 လောက်ကတည်းကနေပြီးတော့ အစိုးရရဲ့ လက်အောက်ကနေပြီးတော့ ပေါ့နော် ဒီအစိုးရက ဦးဆောင်ပြီးတော့ ဒီလောက်ကို အဓိက စက်မှုလုပ်ငန်း အနေနဲ့ စတင်ခဲ့ပြီးတော့ လုံးဝ တစ်ကမ္ဘာလုံးမှာ ဆိုလို့ရှိရင် ကမ္ဘာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အထိကို ဒီအနေအထားကို ပိုင်ဆိုင်ထားတယ်လို့ ပြောတယ် နောက်ပြီးလို့ရှိရင် သူတို့စီမှာဆိုရင် ဒီနာမည်ကြီးရဲ့ တစိမ့်တွေ ပေါ့နော် 대형တို့ 삼성တို့ နောက်ပြီးလို့ရှိရင် 대우တို့ ဒီလုပ်ငန်းတွေကဆိုလို့ရှိရင် ဒီလုပ်ငန်းတွေ ကိုရီးယားမှာရှိတယ် ရှိပြီးတော့ ဒီတစိမ့်တွေကဆိုရင်လေ လုံးဝ
ကဘာကိုထိုးဖောက်ထားတဲ့နာမည်ကြီးတစ်စိတ်တွေပေါ့နော်အဲ့တော့ဒီကဘာပေါ်ကသင်္ဘောတိဆောက်ရေးလုပ်ငန်းနေပင်မှာဆိုလို့ရှိရင်တော့နေရာတစ်ခုယာထားပြီးသားနေရာတစ်ခုယာထားပြီးသားနိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်ကိုရီးယားဆိုတာကဟုတ်ပြီနောက်တစ်ခုဆက်သွားမယ်한국의 조선업은 코리아의 떼머디사위 런가 기술력, 니비나리, 생산성ဆိုတာကကြတော့ productivity ဒီထုတ်လုပ်မှုဘယ်လောက်ထိထုတ်လုပ်နိုင်လဲဆိုရယ်ထုတ်လုပ်မှုစွမ်းရည်ပေါ့နော်နောက်ပြီးလို့ရှိရင်가격 경쟁력 가격 경쟁력ဆိုတာကကြတော့ဒီဈေးကွက်ထဲမှာရှင်ပြိုင်နိုင်တဲ့စွမ်းအားဆိုတော့ဒီသူတို့ရဲ့ကိုရီးယားရဲ့떼머디사위လုပ်ငန်းကဆိုလို့ရှိရင်ထုတ်လုပ်တဲ့နီးပညာကောနောက်ပြီးလို့ရှိရင်ထုတ်လုပ်နိုင်တဲ့ထိရောက်မှုကောဘယ်လောက်ရှိထုတ်လုပ်နိုင်လဲဆိုရယ်ထုတ်လုပ်နိုင်တဲ့ပမာဏကောနောက်ပြီးလို့ရှိရင်ဒီ가격 경쟁력သူတို့ရဲ့ဈေးကွက်အတွင်းရှင်ပြိုင်နိုင်စွမ်းပေါ့ဈေးနှုန်းရှင်ပြိုင်နိုင်စွမ်းပေါ့등에서 사라리 말에 높은 평가를 받고 있습니다. 높은 평가 자가로 리뷰 가운이고요. 리뷰 가운이고 받고 있습니다. 야타바리 2020년을 기준으로 2020년 2029년고 기준으로 산타비로 진행된 소리에 한국의 조선업은 이제 코리아의 데모디사이로가 R&D라고 하죠. Research and Development Group라. အဲ့ရောဘယ်လိုလဲဆိုလို့ရှိရင်သူတို့ကဒီတင်မောတီစာရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှာဖွေကြတယ်ပူပူပြီးတော့ရှာဖွေတယ်သူတည်တနာတွေလုပ်တယ်ပြီးလို့ရှိရင်ဒီရောက်ပေါ်အခြေခံပြီးတော့ development ဖြစ်အောင်ပေါ့နော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်ဒီသူတည်တနာတွေပေါ်အခြေခံပြီးတော့သူတို့အသစ် trainer တွေနည်းပညာဖွံ့ဖြိုးအောင်လုပ်တာတွေဒါမျိုးတွေလုပ်တယ်ပေါ့ဆိုတော့ဒီလို research and development ဒီလိုနေရာတွေ niche ဆိုတာကနှစ်ပေါ့နော် soil care ဆိုတာက design ဆွဲတဲ့နေရာတွေဒီတင်မောရဲ့ design တွေနောက်ပြီးလို့ရှိရင်생산 부문ဆိုတာကကြတော့ဒီထုတ်လုပ်ရေးပိုင်းတွေပေါ့နော်ဒီလိုနေရာတွေမှာတဲ့ 기술력을 포함한 기술력 니비나리고 포함한 탑바운 탭이로 종합 경제력에서 종합 경제력ဆိုတာကကြတော့လုံးဝဒီတစုတစည်းတဲ့ပူပေါင်းတယ်ဆိုတာကပြောရရင်ဒီမှာဆိုရင်ပေါ့နော် research and development တွေပါမယ်설계တခုချင်းစီမဟုတ်တော့ဘဲဒီဓာတ်တွေအားလုံးပေါင်းပြီးတော့ရှင်းပြိုင်တာပေါ့။ဒါဆိုရင် research and development တွေနည်းပညာတွေနောက်ပြီးလို့ရှိရင် design ပိုင်းတွေထုတ်လုပ်မှုပိုင်းတွေဒါတွေအားလုံးကိုပေါင်းပြီးတော့ရှင်းပြိုင်တာဒါကို종합 경제력လို့ပြောတာပေါ့နော်။ဒါတွေအားလုံးကိုပေါင်းပြီးတော့ရှင်းပြိုင်လိုက်တဲ့အခါမှာဆိုရင်လည်းပဲ세계 1위를 차지하였습니다. ကမ္ဘာနံပါတ်1ကိုရရှိထားပါပြီတဲ့